ကျွန်တော်ရွာမှာအခုလို ready made မရှိဘူးတေလာမိတ်တော့ခေါ်တဲ့ဆက်ဆိုင်အားရရွာ6ရွာမှာဆက်ကလေးတစ်လုံးမှရှိတယ်ဆက်ဆရာကဦးသန်းနဲ့နရွက်မှာခဲရန်ကြီးထိုးထားခါမှာကျင်တွယ်ကြီးနဲ့ပေကျိုးကလည်းချိတ်ထားသူ့ဆက်တစ်ဆက်ဆဲရှိတော့ဘူကြရင်နိုင်ကြာနေပေါ့ဦးသန်းစီအထက်အင်ကြီးသွားအရင်တကြီးကအစလှဲသမားအထိကျွန်တော်တို့ကလေးတွေကမကြမ်းတရွာလုံးကအင်ကြီးစားယူသွားပြီးသူ့စီသွားကြောင်းကြိုက်အင်ကြီးပေါ်ချွတ်ပြီးလက်ကားပေးထားအနိုင်ကျင့်ရင်နိုင်ကျင့်6ရွာမှာတစ်ဆက်ရှိတာဒီဆက်ကလည်းဝယ်ထားတာမဟုတ်ဂျပန်ခေတ်တုန်းကအမိုက်ပုံနဲ့ကောက်ရတဲ့ဆက်တကြီးကလာပြီးလှုပ်ရတယ်မင်းကွာအင်ကြီးအတိုင်းပေးရရတဲ့နဲ့ငသန်းရဲ့မရဘူးဗျာတကြီးရဲ့ခမရဲ့တကြီးရဲ့ဓာတ်ကျုပ်ချုပ်တဲ့လူရဲ့ဓာတ်နဲ့ဟောဒီပိတ်ဆက်ရဲ့ဓာတ်ဟောဒီဆက်ရဲ့ဓာတ်ဓာတ်လေးပါးစုံမှအင်ကြီးကောင်းထွက်တယ်ဟုတ်လားမဟုတ်လားမသိဘူးတကြီးကလည်းသူချုပ်မပေးမဝဲရတော့ဒီလိုကြီးပဲကြောင်းကြိုက်ထားတကြီးဒီနဲ့ပိန်လိုက်လားခင်ဗျာစားအောင်နဲ့တူတယ်ပေါ့မင်းတော့မပါဘူးကွာတိုင်းမှာတိုင်းသားမှာပေါ့ဒေါ်လာရွှေတဲ့သူမိမကစာမတက်ရှာဘူးခဲတာကြီးဇရိဆွတ်ဆွတ်ပြီးစောင့်တယ်လင်ကပြောတာစောင့်ယောက်ျားတိုင်းတကြီးလက်ရှိ26လက်မှမိမရေးတယ်တကြီးလက်ရှိ2600တကြီးခါ40တကြီးခါ4000နဲ့ရေးထားတာတုံညသူ့စိတ်ထဲပေါ်တိုင်းထိုးနေတာပဲအဲ့ဒီလာရွှေနဲ့အဲ့ဒီဦးလေးသန်းနဲ့ဘယ်လိုတိုင်မင်လဲမသိဘူးအင်ကြီးကတော့ထွက်တယ်အင်ကြီးကထွက်တာ तू ကမကောင်းတာ2မျိုးထွက်တယ် तू ကလေကရုံးမဲ့ तू ကချုပ်တခြားမချုပ်ကော်လာနဲ့သွားချုပ်ရင်ဒုံးနဲ့တောင်လိုက်ရိုက်မတတ်စိတ်ဆိုးတယ်မင်းတို့ကနေချက်တဲတုခိုးတာကိုကွာဒါအင်္ဂလိပ်အင်ကြီးခေါ်တယ်ကွာလေကရုံးမှာတို့ဗမာအင်ကြီးဩဟုတ်ကဲ့ပါမျိုးချစ်စစ်ကြက်ကပါသေးသူကနှစ်ခုပဲဟောဒီအပေါ်ဆုံးကဟောဒီကျဲသေးနဲ့ဒီအပေါက်နဲ့တဲ့တာယူမလားအဲ့ဒါဆိုအောက်ကမတဲ့ဘူးအောက်ကချက်ရလိုချင်တော့အပေါ်ကဒီလိုဖြစ်လိမ့်မယ်မကောင်းတဲ့နှစ်ခုတည်းကတစ်ခုရွေးကိုယ်သဘောပဲအဲ့ဒါတော့ဦးသန်းရဲ့ဒီမိုကရေစီပေါ့နော်ဦးသန်းဒီမိုကရေစီဆိုတော့အဲ့နှစ်ခုတည်းရွေးရတာပဲကျွန်တော်ဦးလေးချမ်းသာသွားပြီအခုတည်းထိဦးလေးတန်းကြီးကဒီမလေး50နဲ့ကဆုံးပြီသို့တော့ဟိုးရန်ကုန်ရောက်တာတော့ဦးလေးသန်းအင်ကြီးကိုရန်ကုန်ကလှမ်းပြီးချုပ်ခိုင်းတယ်တနိုင်ငံလုံးအတက်ချုပ်တာတဲ့ဦးလေးသန်းတယောက်စောင်းတာငါအဲ့ဒါကြိုက်တာတဲ့အဲ့ဒါလို့အဆောင်ကြိုက်တဲ့လူတွေလည်းရှိသေးတယ်နော်ဒါပါတော့အခုတော့ ready made ဖြစ်သွားပြီ clothing democracy လို့ခေါ်တဲ့အဝတ်ထည် democracy ခေတ်ရောက်လာပြီတန်းပေါ်ဆွဲချပြီးမှန်ကန်လေးတဲ့ဝင်သွားဝတ်လို့တော်ပြီဆိုပတ်စံပေးလို့ခေတ်ရတယ်ခေတ်ရောက်သွားပြီကျွန်တော်ငယ်တုန်းကမဟုတ်ဘူးဘယ်ဟုတ်စပင်းညက်တဲ့အခုကလေးတွေကပန့်တို့ဘာတို့ညာတို့ဘယ်ပုံတို့ညာပုံတို့ကျွန်တော်တို့တုန်းကဘိုးတိုင်းကျော်တဲ့ဝဝကြီးအခုနတရောထိုးတဲ့ဦးလေးကျင်ကကျွန်တော်တို့ကြောင်းတရောထိုးပြီးတာနဲ့ဒီဆိုင်လာတာလာပြီးတော့လက်ဖိတ်တစ်ခွက်တိုက်ရင်တရောထိုးတာပဲဘိုးတိုင်းကျော်ကသပင်းညက်ခင်မောင်ရင်သချင်းသိကြိုက်တာသူကစိုးနေရင်ကျွန်တော်တို့လာညက်တဲ့သူကနေရောအမေကကောင်းလေးဘိုးတိုင်းစီပတ်စံသွားညက်ပတ်စံလေးတမညက်ပြီးသွားသပင်းညက်ချီသူလည်းတစ်ဆိုင်ပဲရှိပတ်စံတမကျွန်တော်တို့ဘောင်းမီလေးလေဘိုးတိုင်းအမေကသပင်းညက်ခိုင်းလို့လာပေးတမနတဲ့တချမ်းထိုးထားပြီးထိုင်ခိုင်းထားနတဲ့တချမ်းထိုးထားတော့ထားပြန်လို့လည်းမရနောက်ကလေးတယောက်လာပတ်စံတမနဲ့ဘိုးတိုင်းအမေကဘေးတချမ်းထိုးထားထိုင်တချမ်းထိုးကရောက်20လောက်ရှိတယ်မညက်သေးဘူးမညက်သေးဘူးပထမဆုံးဘယ်မအေးကလာရန်တွေ့တယ်လဲအဲ့ကြောင့်မှထားညက်ဦးလေးကျင်ကတရောနဲ့သူကအဆူနဲ့ခလေးတွေအများကြီးပဲရင်းတနွယ်နွယ်စင်းတလဲလေကံကြီးရဝဲမောင်မဲဆုံးကျင်းဖောင်းခဲ့ကြမျိုးလို့ထူရတယ်ခင်မောင်ရင်တချင်းတွေကုန်းဆူတာပဲအမေရလိုက်လာပြီဟဲ့ထမင်းစားခြင်းကြောင့်ကြော်နေပြီကိုတိုင်းရောဘယ်လိုလုပ်တာတော့ဟာနင်းသားပဲဟာလို့ဟုတ်ပါလားအဲ့ဒီကြတော့မှနေရခေါင်ပူးနေပြီအဲ့ဒီကြတော့မှကျွန်တော်တို့ကသင်းငုတ်တူပေါ်ထိုင်ရစုံလဲကလည်းတိုင်းမရှိဘူးသင်းငုတ်တူပေါ်ထိုင်ရတာလူလဲကလည်းတိုင်းပေါ့လူကလှည့်ပေးရ
ခလေးက15ရက်လောက်ရှိသေးတယ်ကျွန်တော်ခေါင်းကိုဟောလို့ကင်လိုက်ပြီးတော့အကုန်ထိုးချတာအကုန်ထိုးချပဲရှစ်တက်လက်မနောက်ပြောင်ပဲကောင်းလေးရာဟုတောင်လှဲ့ဟာခလေးရာဟုတောင်ပဲသိပါမလားမော့ကြည့်တော့ဒုံရာဟုတောင်တော့မသိဘူးလားဟာစပယ်ညက်တန်တောင်ကျွန်တော်တို့အနိုင်ကျင့်ခံရတာကောင်းလေးစနေတောင်လှဲ့ဟာစနေတောင်စနေတောင်မသိဘူးလားမင်းမိဘများမသိဘူးလားဆိုမေးပါခိုင်းရိုက်မိဘများလည်းသုံးမကြတဲ့ဘက်ကိုရောက်ထိုးထဲတယ်ပဲပြီးလဲပြီးရောအဲ့ဒီမှာတင်လုံးသားကြီးမှာဗျမ်းတဲ့တင်လုံးသားကိုသေဘပြားကြီးဟာကျလဲကြက်လိုက်ဘိုးတန်ကြက်လိုက်ပြီဗျအာကြက်လို့သေးမင်းတို့ပေမှာဆိုလို့လောက်ထားတာပိဿာကလည်းစစ်မီပင်ကကောက်လာတဲ့အတိုင်းမှာသူ့လူလူနဲ့ဒီကနေချစ်အဲ့ဒီနှစ်ချစ်တဲ့တဲ့ရက်လေသူတွေဖြာကြအဲ့ဒီဟာကြတော့မှပေါင်နာမုံနဲ့သိပ်ပြီးကောင်းလေးမေးအိမ်ပြန်ဒီတိုင်းပြန်ပန်းတစ်ဖက်ညှက်ပြီးပြန်ကျွန်တော်တို့မှအဲ့လိုကျွန်တော်ရင်လားမဟုတ်ဘူးတကြီးတဲ့အဲ့လိုပဲလဲသမားလို့တရောဟာလုံးဒီကအရစ်နှစ်ရစ်နဲ့ဘုံဆောင်သားတိုင်းဒုတက်ချက်ကြီးပဲဝင်းပြူနဲ့ဘောလုံးကံမဲ့ကုန်းဆောင်နဲ့ဘောလုံးကံလို့ဘောလုံးကွင်းနဲ့သူများရွာသွားကံလို့ရိုက်ခါပြီဆိုရင်ကုန်းဆောင်သားရိုက်กว่าဆိုရင်လက်သေးချတာပဲအရင်နှစ်ရက်ပါတဲ့ကောင်ရိုက်ဆိုမလွယ်ဘူးကုန်းဆောင်သားပဲကျွန်တော်တို့အဲ့လိုကြည့်ရပါတယ်ကျွန်တော်ဒီကုန်းလည်းချုပ်ပါမယ်ကျွန်တော်ပြီးခင်စုလှဲ့ပါနော်ကျွန်တော်တို့ဟာဖြင့်ကျွန်တော်ငယ်ငယ်နဲ့အခုနဲ့မတူတော့ပါဘူးနော်ရအများကြီးလည်းပြောခြင်းဟောခြင်းပါတယ်အခုချေဦးမျိုးလည်းအားရပါရဟုတ်ပါလေဦးမယ်အခုကတော့ပြောင်းသွားပြီ third generation နဲ့ handset ကိုလက်မနဲ့နှိပ်ကြတယ်အတွက်ခဏလူငယ်တွေကိုလက်မမျိုးဆက်လို့ခေါ်နေကြပြီခလေးတွေကခဏအများကြီးတိုးတက်ပြောင်းလဲသွားပြီကျွန်တော်သမီးလေးကျွန်တော်ကိုပြန်သင်ပေး reverse mentoring လို့ခေါ်ပြောင်းပြန်သင်ရတယ်ပြောင်းပြန်သင်ကြသမီးစီကဗီဒီယိုဒီ CD player video player ကိုသမီးရဲ့ဒီစကားကြည့်ကြတယ်လို့ထောက်ပြရတော့မှသမီးကထည့်ပေးမှကျွန်တော်တို့ကြည့်တယ်ဘယ်ခလုံးမှကျွန်တော်တို့မသိတဲ့ဘဝတွေရောက်သွားပြီအများကြီးပြောင်းလဲသွားပြီကျွန်တော်ငယ်ငယ်ရတယ်မတူတော့ဘူးကျွန်တော်တို့နဲ့သမီးတို့နဲ့အများကြီးကွာဟသွားကြဟောတော့ကြပြလေးဟောလို့ကိုင်မပါရဲ့ဟောဒီခလုတ်ကလေးရမုတ်ကနှိမ့်လိုက်အန်ဇောလေးထွက်လာတယ်မယ်အန်ဇောလေးရဲ့အသားလေးထက်ပြီးဟောဒီခလုတ်နှိမ့်တော့ပြန်ပိတ်သွားလိမ့်မယ်။အိုးကြည့်တာပဲခလုတ်လက်သမီးရဲ့ဒီခလုတ်နှစ်တန်းကျောင်းသူကကျွန်တော်တန်50ကျော်သင်ရပြီ။ reverse mentoring သူတို့ electronic နဲ့ပိုက်ပြီးမွေးလာတဲ့အတွက် electronic ကိုသူတို့ကျွမ်းကျင်နေတယ်ကျွန်တော်တို့မသိတော့ဘူး။ The older you are the less you know ခင်ဗျားတို့အသက်ကြီးလာလေးသိတာနဲလာလေးပဲဟုတ်တယ် electronic ပစ္စည်းတွေကနေ့စဉ်နဲ့အမျှအသစ်တွေထွက်လာတာကျွန်တော်မသိတော့ဘူးဟောသမီးအလုပ်ပိတ်ဟောလို့ထွက်လာလိမ့်မယ်နိုင်ငံရေးဥတီချက်၄ရက်ပကြော်ပလိုက်ခလေးဆိုတော့တန်ဖိုးမသိတော့ကြော်သမီးကသင်သေးတာ3ခုကြော်ရတယ်ပါတဲ့အမေအေးဒါလို့စမအောင်ကသမီးရဲ့နိုင်ငံရေးဥတီချက်ကိုကြော်တဲ့သူနာပြုဆရာမကိုကြော်ရုပ်ကစိုးလည်းကြော်ရတယ်အေးဟုတ်ပြီအသေးမှတ်ထားရတယ်ဒါမဲ့သမီးလည်းပြောသမီးတိုးလုပ်ပါရာဇဝအိုးတုံးလည်းမထိုးလိုက်ပါနဲ့သမီးရဲ့